စက္ကန့်60ဘူးသရတကူရောက်ဖို့အတွက်စက္ကန့်60ပဲလိုပါတယ်ကမ္ဘာပထမဆုံးစပိန်ဒီနေ့ခေတ်စပိန်တွေကိုကမ္ဘာတဝန်းကလူသန်းပေါင်းများစွာတွေအသုံးပြုနေကြပါတယ်ဒါပေမဲ့ကမ္ဘာပထမဆုံးစပိန်ကဘယ်လိုပုံစံဖြစ်ခဲ့လဲဆိုတာကိုစဉ်းစားမိကြပါသလား1819ခုနှစ်ဂျာမနီနိုင်ငံကပညာရှင် Godrich ကကမ္ဘာပထမဆုံးစပိန်ဖြစ်တဲ့ Dranxin ကိုရွှင်ခဲ့ပါတယ်ဒါပေမဲ့အဲ့ဒီစပိန်မှာဒီနေ့ခေတ်လိုနင်းစရာတွေမပါသေးပါဘူးစီးတဲ့သူကမြေကြီးကို6တောင်းနဲ့တွန်းပြီးရှေ့ကိုသွားရတာပါအဲ့ဒီခါမှာလူတွေကညမစီပဲသွားလာနိုင်အောင်တီထွင်ခဲ့တဲ့တော်လိုင်းနည်းပညာအသစ်တစ်ခုအဖြစ်အားအသင်ခဲ့ကြပါတယ်ဒီနေရာမှာထူးခြားတာကချင်းနှင်းပါတဲ့စပိန်တွေကို1860ပြည့်နှစ်လုံးမှပြင်သစ်ပညာရှင်တွေကတီထွင်ခဲ့ကြပါတယ်အဲ့ဒီခေတ်ဘိန်းတွေကတစ်သားတွေတံပြားတွေနဲ့ပြုလုပ်ထားတာဖြစ်ပြီးစီးရတာတကိုယ်လုံးတုံခါလုံးလို့လူတွေကဘုံရှိကာအယိုးလှုပ်ဆက်လို့တော့ခေါ်ပေါ်ခဲ့ကြပါသေးတယ်ဒီနေ့ကအသုံးပြုနေတဲ့စပိန်တွေအားလုံးရဲ့အစကတော့ချင်းနှင်းမပါတဲ့ Dranxin ကနေစတင်ခဲ့တာဖြစ်ပါတယ်ကမ္ဘာပထမဆုံးကားတိုင်ကားတွေလက်ဇရီကားတွေခြားသောကားတွေအမျိုးမျိုးဒီနေ့ခေတ်မှာမြင်မှုနေကြမှာပါလူကားတွေကဘယ်ကနေစဖြစ်ခဲ့လဲကမ္ဘာပထမဆုံးကားကဘယ်လိုပုံစံဖြစ်ခဲ့လဲဆိုတာကိုရောသင်စဉ်းစားမိပါသလား1886ခုနှစ်မှာဂျာမနီနိုင်ငံကပညာရှင် Karl Benz က Benz Patent Motor Wagen ကိုတီထွင်ခဲ့ပြီးကမ္ဘာပထမဆုံးလက်စီအင်ဂျင်သုံးကားအဖြစ်မူပိုင်ခွင့်ရရှိခဲ့ပါတယ်အဲ့ဒီကားမှာဘိန်းသုံးဘိန်းပဲပါပြီးညံတော့ကအနာရီကို16ကီလိုမီတာလောက်သာမောင်းနှင်ခဲ့နိုင်ပါတယ်ဒါပေမဲ့လူတွေကမျက်မလိုပဲသူ့ဘသူရေရှားနိုင်တဲ့ရင်ကိုပထမဆုံးအကြိမ်မြင်တွေ့ခဲ့ရတာဖြစ်ပါတယ်ဒီမှာထူးခြားတာကပန်းရဲ့ဇနီးဘာတာပန်းဟာ1888ခုနှစ်မှာမှဒီကားကိုကီလိုမီတာ100ကျော်မောင်းနှင်ခဲ့ပြီးသမိုင်းဝင်ခီးကြီးအရှိဖြစ်မတန်းတင်နိုင်ခဲ့ပါတယ်အဲ့ဒီခီးကလူတွေကိုကားကပထမဆုံးတကယ်သုံးဝင်တဲ့ယဉ်စည်းဖြစ်ကြောင်းယုံကြည်စေခဲ့ပါတယ်ဒီနေ့ကမ္ဘာတဝန်းလမ်းတွေပေါ်မှာတွာလာနေတဲ့ကားတန်းပေါင်းများစွာရဲ့အစကတော့ပန်းရဲ့သုံးဘိန်းကားလေးကနေစတင်ခဲ့တာဖြစ်ပါတယ်ကမ္ဘာပထမဆုံး EV ကားကမ္ဘာပထမဆုံး EV ကားကပါလဲလို့မေးရင်ဒီနေ့ခေတ်လူတော်တော်များများက Tesla လို့ဖြေကြပါလိမ့်မယ်တကယ်တော့ကမ္ဘာပထမဆုံး EV ကားဟာ Tesla မပေါ်ခင်နှစ်ပေါင်း100ကျော်ကနေကရှိနေခဲ့တာပါ1830ပြည့်နှစ်လုံးထဲမှာ Scotland နိုင်ငံကတီထွင်သူ Robert Anderson ဟာကမ္ဘာအစောဆုံး EV ကားတစ်စီးကိုတီထွင်နိုင်ခဲ့ပါတယ်ဒါပေမဲ့အဲ့ဒီကားမှာအပြန်သွင်းလို့မရတဲ့ဘက်ထရီတွေကိုအသုံးပြုခဲ့တာကြောင့်လက်တွေ့အသုံးပြုဖို့အဆင်မပြေခဲ့ပါဘူးနောက်ပိုင်း1880နဲ့1890ပြည့်နှစ်တွေမှာဉာဏ်အားသွင်းနိုင်တဲ့ဘက်ထရီနည်းပညာပေါ်လာခဲ့ပြီး EV ကားတွေကိုအများပြည်သူစတင်အသုံးပြုလာကြပါတယ်ဒီနေရာမှာထူးခြားတာက1900ပြည့်နှစ်ဝန်းကျင်မှာအမေရိကန်နိုင်ငံလမ်းမပေါ်ကအား3ပုံတစ်ပုံက EV ကားတွေဖြစ်ခဲ့ပါတယ်ဒါပေမဲ့ဓာတ်ဆီကားတွေကပိုပြီးဈေးသက်သာရာစီပြည့်ရပုံတွေကူတာဒါတွေကြောင့်ပဲ EV ကားတွေကတဖြည်းဖြည်းနဲ့ပျောက်ကွယ်သွားခဲ့ပါတယ်ဒီနေ့ခေတ် Tesla နဲ့တခြားသောကုမ္ပဏီတွေကစားလာတာကလွန်ခဲ့တဲ့နှစ်ပေါင်း190ကျော်ကစတင်ခဲ့တဲ့စိတ်ကူးကိုပြန်လည်အသက်သွင်းလိုက်တာပဲဖြစ်ပါတယ်ပထမဆုံးသောကမ္ဘာဖလားပြိုင်ပွဲဒီနေ့ခေတ်မှာဘီလီယံနဲ့ချီတဲ့ပြည်သက်တွေကကမ္ဘာဖလားကိုဒီနေ့တစ်ချိန်စောင့်ကြည့်နေကြပါတယ်ဒါပေမဲ့ကမ္ဘာဖလားကဘယ်နေရာမှာကျင်းပခဲ့သလဲကမ္ဘာဖလားရဲ့ပထမဆုံးချန်ပီယံကဘယ်သူဖြစ်ခဲ့လဲဆိုတာကိုသိကြပါသလား1930ခုနှစ်မှာပထမဆုံးသောကမ္ဘာဖလားပြိုင်ပွဲကိုဥရုဂွေးနိုင်ငံမှာကျင်းပခဲ့ပါတယ်အဲ့ဒီအချိန်မှာအသင်း73သင်းသာပါဝင်ခဲ့ပြီးဥရောပအသင်းတချို့ကသင်းမောနဲ့ရပောင်းများစွာကြီးသွားပြီးမှလာရောက်ရှင်ပြိုင်ခဲ့ကြရတာပါဘောလုံးပွဲမှာတော့အရှင်ဥရုဂွေးကအာဂျင်တီးနားအသင်းကို4-2နဲ့အနိုင်ရပြီးကမ္ဘာပထမဆုံးကမ္ဘာချန်ပီယံဖြစ်လာခဲ့ပါတယ်ပိုပြီးစိတ်ဝင်စားစရာကောင်းတာကဒီပွဲစဉ်မှာတို့နိုင်ငံအလိုက်ပုံမှန်ကစားနေကြဘောလုံးအရွယ်အစားမတူညီတဲ့အတွက်ဒီနိုင်မရဖြစ်ခဲ့ကြပါတယ်ဒါကြောင့်ပထမပိုင်းကိုအာဂျင်တီးနားရဲ့ဘောလုံးဒုတိယပိုင်းကိုတော့ဥရုဂွေးရဲ့ဘောလုံးနဲ့ကစားခဲ့တဲ့မှတ်တမ်းခုရှိခဲ့ပါတယ်ဒီနေ့ကမ္ဘာတဝန်းဘီလီယံနဲ့ချီတဲ့ပြည်သက်တွေစောင့်ကြည့်နေကြတဲ့ကမ္ဘာဖလားပြိုင်ပွဲအစကတော့1930ခုနှစ်ဖြစ်ပြီးဥရုဂွေးနိုင်ငံမှာစတင်ခဲ့တာဖြစ်ပါတယ်ကမ္ဘာပထမဆုံးဘောလုံးအသင်းဒီနေ့ကပြည်သက်ပေါင်းများစွာဝန်းရံနေကြတဲ့အသင်းကြီးတွေများစွာရှိပါတယ်ဒီအသင်းကြီးတွေဖြစ်ပေါ်လာဖို့အတွက်ကျွန်တော်ခုပြပြမဲ့အသင်းလေးတစ်ခုမရှိခဲ့ဘူးဆိုရင်ဖြစ်လာမှာမဟုတ်ပါဘူး1858ခုနှစ်အောက်တိုဘာ24ရက်နေ့မှာအင်္ဂလန်နိုင်ငံ Sheffield မြို့မှာ Nathaniel Crossley နဲ့ William Press တို့တငယ်ချင်းနှစ်ယောက်က Sheffield FC ကိုတည်ထောင်ခဲ့ပါတယ်သူတို့ဟာဘောလုံးလောကမှာပထမဦးဆုံးသောစီးမြင်တွေကိုစတင်ရေးဆွဲခဲ့တဲ့သူတွေလည်းဖြစ်ပါတယ်။ကောင်းတိုက်ဘော၊တောင်းကန်ဘော၊ပစ်ဒဏ်ဘောနဲ့ crossbar ဆိုတဲ့ဂိုးတိုင်အပေါ်တန်းစနစ်တွေကိုသူတို့ကပဲစတင်မိတ်ဆက်ပေးခဲ့တာဖြစ်ပါတယ်။ဒီမှာထူးခြားတာက Sheffield FC ဟာဒီနေ့အထိအသင်းဖြစ်ဆက်လက်တည်ရှိနေပြီး FIFA ကလည်းကမ္ဘာအသက်တမ်းအရင်ဆုံးအသင်းဖြစ်တရားဝင်အသိအမှတ်ပြုထားပါတယ်။ FIFA ရဲ့ဘောလုံးလောကအတွက်အကျိုးပြုတဲ့ဂုဏ်ဆောင်ဆု FIFA Order of Merit ဆုကိုရရှိတဲ့အသင်းနှစ်သင်းနဲ့အသင်းဖြစ်ပါတယ်။တစ်သင်းကတော့ Real Madrid ဖြစ်ပါတယ်။အခုချိန်မှာတော့ Sheffield United တို့လိုမချမ်းသာတဲ့အတွက်အပျော်တမ်းလီလေးရဲ့ကလပ်အသင်းဖြစ်တာရုန်းကန်နေရပါတယ်။ဒီလိုအသင်းလေးကနေမိတ်ဆွေတို့တက်ခိုင်အောင်ကြိုက်ပါတယ်ဆိုတဲ့အသင်းကြီးတွေဖြစ်လာတဲ့ဆိုရင်တော့လုံးဝရအောင်ရှိမှာမဟုတ်ပါဘူး60-second facts. Every minute has a story.